အဲ့ဒီပညာမျိုးရသည့်အထိအောင်ရှိဖို့လိုအပ်တယ်အခြေခံပညာကနေကျင့်တရားကျင့်ပြီးရဲ့ပြည့်စုံရမယ့်အင်္ဂါရပ်၅မျိုးကိုမြတ်စွာဘုရားကပဓာနိယနာတုတ်မှာခုကလေးဟောကြားထားတာဖြစ်ပါတယ်အားလုံးတော့တရားချက်ခင်ပြောလို့ဆိုပြိဿတ်တို့တရားကျင့်တဲ့ပုဂ္ဂိုလ်တရားကျင့်တဲ့ပုဂ္ဂိုလ်ရဲ့လိုအပ်ချက်တွေသတ္တဝါလို့ဆိုတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဉာဏ်တော်ကိုဆုံးဆုံးဖြတ်ဖြတ်နဲ့ထက်ထက်တန်တန်ယုံကြည်တဲ့တရားစွာအားရှိရမယ်အပ္ပဝရအပ္ပတင်္ဂဆိုတဲ့ကျမ်းမာရေးကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အတ္တထအမာယာလို့ဆိုတဲ့ပုဂ္ဂိုလ်ကိုမလိမ္မာမနှိစားပြီးရိုးသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အာရဒဝိရိယအကုသိုလ်ဖယ်ရှားရေးကုသိုလ်တိုးပွားရေးမှာအလေးနဲ့ထားပြီးတော့စွမ်းအားတတ္တိပြည့်ရဲ့ဝိရိယရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဖြစ်အပျက်ကိုမြင်နိုင်တဲ့ဝိပဿနာဉာဏ်ဣတိတာတွေ